ဒီနေ့မှာတော့ကျွန်တော်ရဲ့ Wall-E robot လေးကို program ရေးသွင်းပြီးတော့ program အတိုင်းသူလှုပ်ဆောင်နိုင်ခြင်းရှိမရှိဆိုတာကိုကျွန်တော်ဆန်းသက်ပြသွားမှာပေါ့နော်အခုမြင်တွေ့ရတဲ့အတိုင်းပဲသူကောင်းကောင်းမွန်မွန်သွားနိုင်တယ်ပေါ့နော်ဆိုတော့ရေးထားတဲ့ program ကတော့အရင်ရိုးရှင်းပါတယ်သူခြေကိုသွားမယ်ဆိုရင်လက်လေးတွေကိုသူအောက်ချပြီးတော့သွားမယ်အသားစီတစ်ခုခုတွေးခဲ့မယ်ဆိုရင်သူလက်ကလေးတို့မြှောက်ပြီးတော့နောက်ကိုစုံမယ်ပြီးတဲ့အခါကျရင်ဘယ်ညာကြည့်မယ်ပေါ့နော်ကြည့်ပြီးတော့အသားစီမရှိတဲ့ဘက်ကိုသူ꿰မယ်꿰ပြီးတော့သူဆက်သွားမယ်အဲ့လိုမျိုးနဲ့ program ကအလုပ်လုပ်နေတာပေါ့နော်သူ့ကို remote control နဲ့မောင်းနေရတာမဟုတ်ပါဘူးခင်ဗျသူ့မျက်လုံးမှာတက်ဆင်ပေးထားတဲ့ ultrasonic sensor ကနေ data တွေရယူပြီးတော့သူ့ပသာသူသွားလာလှုပ်ရှားရတာပါခင်ဗျultrasonic sensor ရဲ့အလုပ်လုပ်ပုံကတော့လင်းနှုတ်ငှက်တွေရဲ့အတန်လိုင်းလေးတွေလွှင့်ပြီးသွားလာလှုပ်ရှားပုံနဲ့အလားတန်တူပါတယ်ဆိုတော့ကျွန်တော်ရေးထားတဲ့ program ကအလုပ်ဖြစ်တယ်ပြောရမယ်ပေါ့နော်သူကောင်းကောင်းမွန်မွန်သွားလာလှုပ်ရှားနိုင်တယ်အားလုံးကျေးဇူးများတင်ပါတယ်Wow.